မောက်ဆိုးဖို့တယောက်အီလီယာကာမင်စကီဘာသာသင်သူရိန်ဝင်းအဖွန်ဆိုဘရာဘင်းစကီဟာဗဟိုရင်သင်မရက်နေတာအင်ကြီးပလာနဲ့နင်းတွေချစ်ဆွဲပြီးချီတက်လာတဲ့စစ်သားတွေကိုတစ်တယ်သူ့ပါဇက်ကသူ့မိမနန်ဒီအစကိုနိုင်ရန်တွေတဲ့ရိုက်သွင်းတယ်လေတွေမိုးတွေနဲ့တမိုင်ခွဲခြေကျင်ခီးလမ်းခင်းကြောက်တွေပေါ်မှာကမ်းခြေကိုတူလာတယ်တွေ့တဲ့နတ်အမျိုးသမီးတိုင်းလမ်းမှာတားတယ်လက်ထဲမှာဘော်ကာပလင်းနဲ့အဖွန်ဆိုဘရာဘင်းစကီပန်းဒီကိုအပေါက်တရားကိုက်တယ်အဲ့ဒီအပေါက်ထဲသူကဘော်ကာတစည်းကြိုက်လောင်းထည့်တယ်ငါတို့ကျမ်းမာရေးအတွက်သူတောက်တယ်တို့လည်းမှတစ်သက်ခံရတဲ့သူမိမအတွက်ခွက်နှက်ဆူတောင်းတယ်တို့လည်းမှသူ့ရုပ်အလောင်းလဲစင်းနေတယ်လက်ထဲမှာကလေးငယ်နဲ့အဖွန်ဆိုဘရာဘင်းစကီပင်လယ်နေရံမှာဆေးမှုလိုက်တယ်လူတွေဒီမှာနေတယ်စာရွက်စာတမ်းတစ်ခုကိုလက်မှတ်ထိုးနေတဲ့စာမတက်တယောက်လိုပဲသူနားမလဲဘူး